ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ထေရုပ်ပတ်တိအကျေဆရာတော်လောင်းနေရာကို1262ခုနှစ်နတော်လပြည့်ကျော်17ရက်ဗုဒ္ဓဟူးနေ့တွင်အဘဦးအောင်ထွန်းအမိဒေါ်ရွှေအိတ်တို့မှမြင့်ငယ်မြို့နယ်ဒုဋ္ဌဝီမြစ်တစ်ဖက်ကမ်းဥယျင်တော်ရွာ၌ဖွားမြင်တော်မူသည်မွေးခြင်း8ရက်အနက်ပြင်စမမြောက်ဖြစ်သည်ငယ်နံမီမောင်လှပေါ်ဖြစ်သည်1269ခုနှစ်တွင်ဥယျင်တော်ရွာဝေးပင်တော်ရဆရာတော်ထံတွင်ရှင်သာမဏေပြုသည်ဘွဲ့တော်မှာရှင်ဝိမလဖြစ်သည်1282ခုနှစ်တွင်အမရပူရမြို့မင်္ဂလာကျောင်းတိုက်၌တိုက်အုပ်ဆရာတော်ဥတုဇာတကိုဥပစ္စေပြု၍ယဟန်အဖြစ်သို့ရောက်သည်မင်္ဂလာတိုက်ကျောင်းနှင့်အဘိဓမ္မာပါရဂူကျောင်းဆရာကြီးဦးအောင်တို့ထံတွင်ပရိယတ္တိစာပေများသင်ယူတတ်မြောက်သည်1286ခုနှစ်မှစ၍အနှစ်30တိုင်တိုင်စာဝါများပို့ချတော်မူသည်1316ခုနှစ်တွင်မိုးကုတ်မြို့မှမင်္ဂလာတိုက်အမည်ရှိကျောင်းတွင်နှစ်စဉ်မပြတ်သတင်းသုံးစဉ်တရားပြသသည်ကိုအကြောင်းပြု၍မိုးကုတ်ဆရာတော်ကြီးဟုအမည်တော်တွင်ခဲ့သည်1324ခုနှစ်တွင်အက္ကမဟာပန္တိတဘွဲ့တစိတ်ဆက်ကပ်ခြင်းကိုခံယူတော်မူသည်1324ခုသတင်းကျော်လပြည့်ကျော်4ရက်နေ့တနာရီ20မိနစ်တွင်မရပူရမြို့မင်္ဂလာတိုက်၌ခန္ဓာဝန်ချတော်မူသည်ဆရာတော်၏ရုပ်ကလတ်တော်ကိုမိသိင်းကြိုရာတွင်မျက်လုံးတော်တစ်စုံချိတ်ဆက်တွဲသောလက်ရိုးတော်အရွယ်ဆုံးဓာတ်တော်များအံပွားတော်စသည့်ဓာတ်တော်များကျွင်းကြံတော်မူခဲ့ပါသည်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ဩဝါဒတော်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ရာခဲလှတဲ့လူဘဝကိုအလွဲသုံးစားအချိန်တွေမဖြုံးလိုက်ပါနဲ့ခန္ဓာကိုယ်ဟာမွေးကလေးကအသေးဘက်ကိုပြေးနေတယ်တက်တန်းတူတဲ့ဘဝကလေးမှာတရားအားမထုတ်ပဲအချောင်ခိုရဲရင်အသေးစောကကိုကျိုးနဲလိမ့်မယ်